အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီမှာတော့ဒီနေ့မှာ Power 7 Neo 4G အသစ်ဆက်ရောက်ထားတယ်ဒီ model ကတော့8256 model ဖြစ်တယ် gaming test ကိုတော့ကျွန်တော်ရဲ့ YouTube channel မှာတင်ပေးမယ်ဒီဗီဒီယိုမှာတော့ unboxing နဲ့ဒါဓာတ်ပုံ test လေးနေပေါ့နော် camera test လေးနဲ့ okay သူကတော့ battery 9000 mAh နဲ့လာတယ် 45W fast charging IPS display နဲ့ 120Hz ရတယ်တော့ cover လေးလည်းပါတယ်ပေါ့နော် cover ကတော့ plastic cover ဖြစ်တယ် silicone cover တော့မဟုတ်တော့တွားပြီးတော့ဆန်းတော့ချိုးမကြည့်နေပေါ့နော်ကိုယ့် phone design ကိုမကာမိတော့ပေါ့နော်အကြည့်လေးဆိုတော့လှတာပေါ့ဒါရော running cut တွေဘာညာသူတို့ရဲ့စာအုပ်တွေဘာညာပေါ့နော်ဒါတော့သူရဲ့ 45W အားသွင်းတဲ့ charger ခေါင်းနဲ့ကျိုးနေပေါ့နော်ဒီမှာကျွန်တော်ကြိုက်တာကသူ့ရဲ့စင်းပင်လေးဗျစင်းပင်လေးက camera bump design နဲ့တူအောင်လုပ်ထားတယ်စင်းပင်ဖင်လေးကိုပေါ့နော်ပြီးတော့ techno ဆိုတဲ့စာလေးတွေပါသေးတယ်တော်လေးမိုက်တယ်ဗျစင်းပင်လေးရ okay အမဲရောင်လေးကတော်တော်လေးကိုလှတယ်ဗျ cyber ဆန်ဆန်ပေါ့နော်သူတို့ပြောတာကတော့ interstellar ဒီအာကာသယာဉ် design ကိုreference ယူပြီးလောက်ထားတယ်လို့ပြောထားတယ်တော်တော်လေးကိုမိုက်တယ်ပြီးတော့စက်ဖွင့်တဲ့ animation လေးကလည်းအရင် Power series နဲ့မတူတော့ဘဲနဲ့အသစ်ပြောင်းသွားခဲ့တယ်ဒါက HOS 15 HiOS 15မှာအဲ့လိုပဲပြောင်းသွားတာပေါ့နော်ဒီတော့ live wallpaper လည်းထားလို့ရပြကျွန်တော်ဒါဖုံးဖွင့်ခြင်းဆို live wallpaper ကမထားသေးဘူး setting ထဲမှာသွားပြီးတော့ထားလို့ရတယ် wallpaper ဆိုတဲ့နေရာတွေကနေပြီးတော့သူက LCD ဆိုပေမဲ့10 second on display လည်းထားလို့ရသေးတယ်ဒီကောင် OS ကတော့ Android 15 HiOS 15နဲ့လာထားတယ် HiOS 15ကိုမှ Power series အတွက်သီးသန့်ဆိုပြီးတော့တစ်မျိုးလာထားတယ်ပေါ့နော်ဒီဈေးထဲမှာမိုက်တဲ့တစ်ချက်ကိုပြောရမယ်ဆိုရင်တော့ဒီဈေးမှာပေါ့နော်ဒီထက်ဈေးကြီးတဲ့ဖုန်းတွေမှာတချို့ဖုန်းတွေမှာတော့မပါတဲ့ AI features တော်တော်များများကိုသူတို့ကထည့်ပေးထားတယ် screen refresh rate အနေနဲ့က 120Hz အထိရတယ် height ကိုထားလိုက်မယ်ဆိုရင် 120Hz ပုံသေးပြီးတော့သူ့မှာက customize refresh rate function ပါတယ်ဗျအဲ့ဒါကဘာလဲဆိုတော့စိတ်ကြိုက် software မှာဥပမာ Facebook မှာဘယ်လောက် refresh rate နဲ့သုံးမလဲဆိုတော့ချိန်ညှိလို့ရတယ်အဲ့ဒီ features ပေါ့နော် Android 15ကနေပြီးတော့စရတယ် global ဖုန်းတွေမှာရတယ်circuit to search function လည်းပါတယ်ကျွန်တော်တို့ Wi-Fi မချိတ်ထားလို့သုံးမရသေးဘူးဒီကောင်ရဲ့ AI features တွေမှာဆိုရင် DeepSeek R1 ကိုအခြေခံပြီးတော့လုပ်ထားတယ်သူတို့ရဲ့ Ella AI လည်းပါမဲ့ပြင် AI eraser တို့နောက်တစ်ခါကိုကဓာတ်ပုံရိုက်လိုက်ရင်ကိုယ့်ရဲ့မျက်နှာနဲ့ပေါ့နော်အောက်ကအဝတ်စားတွေလိုက်ပြောင်းပေးတာတို့ face swap လုပ်တာတို့အဲ့လို AI function မျိုးတွေလည်းကင်မရာထဲမှာပါတယ်ဗျကင်မရာတော့108ပေါ့နော်108 megapixel နဲ့လာတယ် selfie ကတော့8 megapixel နဲ့လာတယ်ဗီဒီယိုက 2K 30fps ထိရိုက်လို့ရတယ် steady mode ဖွင့်လို့ရတယ် 1080p 30fps မှာသူရဲ့model မှာဆိုရင် macro features တွေပါတယ် pro တွေပါမယ်panorama တို့ပါရှားဟာတွေပါမယ်ဗျ okay camera test လေးကိုတစ်ချက်ကြည့်လိုက်ရအောင်ကျွန်တော် zone တွေလည်းချဲ့ထားတယ်ဗီဒီယိုတွေလည်းရိုက်ထားတယ်ပေါ့နော်ပုံလေးတွေလည်းထည့်ထားပေးတယ်ကျွန်တော် gaming test video ကိုတော့နောက်ကြရင်တင်ပေးမယ် YouTube မှာအပြည့်စုံတင်မယ် TikTok မှာတော့အတူလေးပဲတင်လိုက်မယ်ဒီဖုန်းကို conclusion အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဈေးတန်းမှာက global ထဲမှာတော်လေးကိုတန်တယ်ဒီဖုန်းနဲ့ရှင်းနိုင်တာဆိုလို့ဒီဈေးတန်းမှာက Redmi Note 13ပဲရှိအောင်မယ်ပေါ့နော်သူက speaker ဘိုင်းမှာဆိုလို့ရှိရင်လည်း Dolby Atmos နဲ့လာတယ် battery ဘိုင်းမှာဆိုရင်လည်းဒီဈေးနဲ့အသစ်ထဲမှာလက်ရှိမရနိုင်တဲ့ 9000 mAh နဲ့ 45W လာထားတယ်ဒီဖုန်းကတခြားအချက်တွေမှာတော်တော်လေးကိုမိုက်ထားတော့ဒီ9သိန်းကျော်ဈေးနဲ့က LCD ဖြစ်နေအောင်သွားဝေဖန်လို့မရအောင် LCD ဆိုတာကလည်းသူ့ LCD က Full HD Plus နဲ့လာတယ် AMOLED တော့မသုံးထားဘူးเนาะ Full HD Plus နဲ့လာတယ် color လေးကတော်တော်လေးကိုလည်းစိုးရဲနေထားမှရှိတယ်ကျွန်တော် gaming test ရိုက်ပြီးပြီအဲ့ဒါတင်တဲ့ခါကျရင်ကြည့်လိုက်နောက်ပြီး Helio G100 Ultimate ကိုသုံးမိထားတဲ့ဖုန်းတွေထဲမှာဈေးနည်းဆုံးလို့ပြောလို့ရတယ်ဒီဈေးထဲမှာဆိုရင် 4Gen 2 တအားကိုတော်တော်ဖြစ်တဲ့ SoC တွေပေါ့နော်ဒါပဲရမယ် Dimensity 6080 Note 13 Redmi မှာသုံးထားပေးတယ်ဒါပေမဲ့ကျွန်တော်ကတော့တခြားအချက်တွေနဲ့ဆိုရင်ဒီကောက်အောင်ပဲရွေးမယ်ဘယ်တော့ကြိုက်တယ်ဆိုရင်တော့သွားရွေးပါကျွန်တော်ကတော့
ဘယ်ဖုန်းမှာညွှန်းတာတော့မဟုတ်ဘူးကျွန်တော်ဆိုရင်တော့ဒါကိုပဲရွေးလိုက်မယ်ရှင်တော့သူ့မှာကနောက်ပြီးတော့ gaming ဘိုင်းအတွက်ဆိုရင်10 layer cooling system လည်းပါတယ် Helio GTR Ultimate ဆိုတာက efficiency ဘိုင်းကို raw power ထက်ပေါ့နော် efficiency ဘိုင်းကိုပို့ပြီးဦးစားပေးထားတဲ့ SOC ဖြစ်တာနဲ့ညီဒီ cooling system ဒီ battery နှုန်းနဲ့ကဂိမ်းဆော့မယ်ဆိုရင်အားသိပ်မစားတဲ့အပြင်ကိုအပူနှုန်းကလည်းတော်တော်ကြီးကိုတက်တာလေဗျကျွန်တော်စမ်းထားပြီးပြီအဲ့ဗီဒီယိုတင်တဲ့ခါကျရင် brother ကိုတစ်ချက်လေးကြည့်ကြည့်လိုက်ပါနောက်ပြီးသူ့မှာက Freelink လို့ခေါ်တဲ့ဒီ Tecno Pova 7 series ဖုန်းတွေအချင်းချင်းပေါ့နော်နောက်ပိုင်းခြားဖုန်းတွေလည်းရလာလိမ့်မယ် iOS 15နောက်ပိုင်းရောက်လို့ရှိရင်အဲ့ဒီဖုန်းတွေမှာချင်းချင်းဆိုရင် sync ကလည်းမလို့ data လည်းမလို့ဘာမှမလို့ပဲနဲ့ဖုန်းပြောစာပို့လုပ်လို့ရတယ်မီတာ800အတွင်းမှာအဲ့ဒီ function လည်းပါထားသေးတယ် Okay အဲ့တော့သိချင်တာလေးရှင် comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်နောက်မှ gaming review ထပ်တင်ပေးပါမယ်အခုတော့ဒီလောက်ပါပဲကျွန်တော် TikTok account ကို like and follow လုပ်ခဲ့ပေးပါအောင်ဗျကျေးဇူးပါYouTube ကနေကြည့်နေရဆိုရင်တော့ YouTube channel ကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်ဗျလုပ်ချင်တယ်ဆိုရင်ပေါ့